Hello ဒီနေ့ကကြပါတော့ကားနဲ့ဘယ်လိုဆန္ဒကလို့ဆင်တာမလဲဆိုတော့ပြပြမိုင်းအဲ့ဆိုရင်ကားလေးထုတ်လိုက်ပါအောင်မရှင် Okay ကားထုတ်လိုက်ပါပြီပြီးကြရင်ပေါ့နော်ဒီလိုတက်တက်ရပါပေါ့နော်အလီရှာပြောတယ်လို့တက်တက်ရတော့ပါရှင့်အဲ့လိုအလီရှာပြောတယ်လို့တက်တက်ရသွားလိုက်ကွာအဲ့လိုကွာဒီလိုအဲ့ရာကစားကိုင်းအမဲရကစားကအဲ့လိုသွားလိုက်မယ်ပြီးကြရင်ညာဘက်ကိုချိုးပါမယ်ရှင့်အလီရှာပြတယ်လို့ပဲပေါ့နော်အဲ့လိုညာဘက်ကိုချိုးမယ်ပြီးကြရဲအဲ့လိုတွိုင်းရင်းနဲ့ကွာအဲ့လိုခေါင်းတက်ကလေးတွေ့လိမ့်မယ်အခေါင်းတက်ကလေးကိုတားပါမယ်ခေါင်းတက်ပါနော်ဒီမှာခေါင်းတက်ကလေးပါအခေါင်းတက်ကလေးတားပြီးသွားရင်တော့အလီရှာလို့ကဘယ်ဘက်ကိုချိုးပြပါမယ်အလီရှာကြားတယ်လို့ပေါ့နော်ပြီးကြရင်တော့ကိုရပါမယ်တက်တယ်မဟုတ်ပါဘူးရှင်အဲ့လိုထဲတားလိုက်ပါမယ်အဲ့လိုတားလိုက်ပြီးဆိုရင်ပေါ့နော်ဒီလိုရောက်သွားပါလိမ့်မယ်ဒီအိမ်နာကိုရောက်သွားလိမ့်မယ်ပေါ့နော်အဲ့အိမ်နာရောက်ပြီးဆိုလုံးဝနီးကပ်လာပါပြီရှင်အဲ့အိမ်ရဟိုကဖေးရှိရပေါ့နော်အကဖေးရဲ့ချွားမှာလီလန်းတလန်းရှိပါတယ်အဲ့လန်းတလန်းနဲ့ဝင်သွားလိုက်ပါရှင်အဲ့လိုဝင်သွားလိုက်နှင်းတော်ကြီးရောက်သွားလေပါလိမ့်မယ်အဲ့နှင်းတော်အရှာပြထားသလိုပဲသွားပါမြင်တောင်မြင်နေရပြီပေါ့နော်အဲ့လိုရောက်သွားပြီဆိုရင်ပေါ့နော်ဒီမှာတဒါဒီမှာပေါ့နော်အဲ့လိုခရစ်စမတ်ပပိုးကြီးအိမ်ရောက်ပါပြီဟိုမှာခရစ်စမတ်ဟိုပေါ့နော်ပပိုးရဲ့ဟိုဟာကြီးလည်းရှိပါတယ်ပေါ့နော်ဒါပါနောက်ကတည်းကတမ်းပါရဲ့လို့ဒီပေါ့နော်ဆိုအားပေါ့နော်အဲ့အားကြီးလည်းရိုးရပါတယ်ဝါမိုက်တယ်ပေါ့နော်စီးရအရမ်းမိုက်ပါရှေ့တော်တော်လေးလည်းမိုက်တယ်ပေါ့နော်အလီရှာပြတယ်လို့အဲ့အားလည်းတကယ်စီးလို့ရပါတယ်အလီရှာအဲ့လိုပေါ့နော်ပြန်ချလိုက်ပါအောင်မရှေ့မီးရဖွာဖြစ်ရင်လည်းမီးပြန်ပေးလိုက်ဖို့တော့ကိုပြန်ဆင်းပြီးတော့ပြန်ပိတ်နေရပေါ့နော်မှားပြီးတော့ပေါ့နော်မီးပြန်ပေးလိုက်ပါပြီအဲ့တော့ပေါ့နော်လိုက်လက်ကြည့်ပါလို့တကယ်ရပါတယ်ပေါ့နော်တကယ်သွားကြည့်ပါလို့တကယ်ရပါတယ်ပေါ့နော်နောက်နေ့ကျရင်ပြန်လာကြမယ်တတ